ဒီမျိုးကိုဖြေမဲ့ဆိုတာကံအကြောင်းမှနည်းနည်းလေးအတူချုပ်လေးနည်းနည်းပြောချင်တယ်။နော်စကိုင်းတိုင်းဒေသကြီးမှာသူတို့ဘာလို့ပတ်သက်လာတယ်ဆိုတာပြောချင်တယ်။ငញ្ញရေးဆွေးနွေးကိုမတက်သေးတာလည်းပြောပြီးတော့တက်ဖို့လည်းပြောချင်တယ်။ဒီချက်ပြောရမယ်ပေါ့နော်။အဲ့တော့ကံကတော့1962ခုနှစ်မှာသူကစပြီးတော့ထူထောင်လှုပ်ရှားတာ။ဆိုတော့ဘကပတို့ KNU တို့နဲ့စာလို့ KNDU နဲ့စာလို့ရှင်တော့ तू ကတော်တော်လေးကိုနောက်ကျတယ်ဆိုလို့ရတယ်နော်အလေလက်မှာပေါ်လာခဲ့တာပေါ့ KNDU နဲ့ဘကပကတော့ဒါအရင်ဆိုးတာပါတခင်ဆိုးတော့ကတော့ပြင်းစက်ကအစတော့ပြောရတယ်ပြင်းစက်အစကဘကပနဲ့ KNDU ကလို့ပြောလို့ရတယ်နော်အကင်းတိုင်းရင်းသားတွေရဲ့လက်နက်ကင်အဖွဲ့ဆိုတဲ့ KNDU ကတော်တော်စောတယ်ကချင်နေဟာတကယ်တော့တကယ်အရင်ချစ်ခင်မှုကောင်းတဲ့တကယ်ညီကိုသွင်းရင်းနေပါသူတို့ပြောင်းဆက်တဲ့လည်းရှိကြပါတယ်ပထမချီးမွမ်းစကားပြောချင်တာကကချင်တွေကို1948ခုနှစ်ပင်လုံစာချုပ်ချုပ်ဆိုဖို့ဖြစ်လာခဲ့ရတဲ့အကြောင်းပါနော်ကချင်တိုင်းသားကောင်းဆောင်ကြီးဖြစ်တဲ့စမာဒူဝါဆင်ဝါနောင်တို့အစရှိတဲ့ကောင်းဆောင်ကြီးတွေနော်ဒူဝါစော်လုံးတို့လူဒူဝါကြီးတွေပေါ့ဒူဝါဆိုတော့ရှမ်းနေမှာစော်ဝါလို့ခေါ်တယ်လို့ကချင်မှာဒူဝါလို့ခေါ်တာကြေးရွာလိုက်ခေါင်းဆောင်ကြီးတွေပေါ့စမားရွာရဲ့ဒူဝါပေါ့သူကစမားမျိုးပေါ့စမားမျိုးရဲ့ဒူဝါဖြစ်တဲ့ကြောင့်စမားဒူဝါဆင်ဝါနောင်လို့ခေါ်တာစမားဒူဝါဆိုတာစမားဆိုသူတို့မျိုးရွာရဲ့နာမည်ဒူဝါဆိုတာယာဒူပေါ့နော်ခေါင်းဆောင်စမားဒူဝါဆင်ဝါနောင်ဆိုလို့ရှိရင်ပြည်တော်စာချုပ်ချုပ်ဆိုဖို့အတွက်ကိုအတိကဗိုလ်ချုပ်အောင်ဆန်းကိုအကူအညီပေးခဲ့တဲ့နံပါတ်1ပုဂ္ဂိုလ်လို့ပြောလို့ရတယ်အတွက်ကျွန်တော်ဆက်ကျေးဇူးတင်အောင်ပြောချင်တယ်ကချင်တွေကိုဘာလို့ဗိုလ်ချုပ်ကလေမြန်ခေါ်လိုက်ပြီဖေဖော်ဝါရီလ9ရက်နေ့လောက်မှာပြန်တော့မယ်အစင်ပြေတော့ဘူးဗိုလ်ချုပ်အောင်ဆန်းကတကယ်သိစစ်ရှိတယ်လို့တော့မဟုတ်ဘူးသူကစိတ်တူတူနဲ့ပူးဆက်ဆန်းနဲ့သူကတကယ်တော့နိုင်ငံရေးသမားတွေကိုစစ်သားနဲ့ပို့တူတယ်သူကအကြောင်းဘဝအကြောင်းကံကြောင့်တော့သူကနိုင်ငံရေးသမားလောက်ရတာတကယ်တော့စစ်သားစိတ်နဲ့လူဆိုတော့ကြံ့ပြောရတာပါဗိုလ်ချုပ်အောင်ဆန်းသိစိတ်မရှိတော့ဘူးကျွန်တော်ကခင်ဗျားတို့စေတနာနဲ့ကျွန်တော်စိတ်ရင်းနေရဟာတွေအပေါအောင်ပြောနေတယ်ခင်ဗျားတို့ကဒါကိုလက်မခံကြအောင်ဆိုတဲ့သဘောနဲ့ဗိုလ်ချုပ်ကစိတ်ဆိုးပြီးတော့အဲ့ဒါဆိုမချုပ်တော့ဘူးဗျာပြန်မယ်ဗျာဆိုဟဲ့အောင်သူနာ BSO ဖြစ်တဲ့ဒီဟိုဘာတက္ကသိုလ်နေဝင်ဖြစ်လာတဲ့ဘုထုံးလာဟဲ့အောင်လင်းမြန်ခေါ်လိုက်တော့ပါလင်းမြန်အဲ့တော့ဟိုအောင်ခေါ်ရတာပေါ့ညောင်ကိုခေါ်ရတာဟဲဟိုလင်းမြန်မရှိသေးဘူးကားနဲ့ဆင်းရပြီးတော့တောင်ကျန်းနေကားနဲ့ဆင်းပြီးတော့ညောင်ဦးမှာလင်းမြန်နဲ့ပြန်ရတာဒီလိုမျိုးအဲ့ခက်ကဆိုလင်းမြန်ခေါ်လိုက်တော့ကွာထုံးလာဆိုအဲ့မှာသူ့နားမှာရှိတဲ့ဦးဖေခင်ကဒါကိုကြားဝါးပြီးတော့မဖြည့်သေးပါဘူးဆိုစမာဒူဝါကြီးနဲ့တွတ်တိုင်နေတာဒူဝါကြီးဗိုလ်ချုပ်ကတော့လင်းမြန်ခေါ်နေပြီစိတ်ဆိုးနေပြီဘယ်သူမှလည်းစကားမပြောတော့ဘူးတဲထဲမှာငုတ်တုတ်ကြီးပင်လုံမှာရှိတဲ့တဲထဲမှာငုတ်တုတ်ကြီးဖြစ်နေတယ်မိုင်းတွေ့ကြီးဖြစ်နေတယ်ဆိုတော့စမာဒူဝါကြီးကတရားဆိုမဖြစ်သေးပါဘူးကွာဗိုလ်ချုပ်စိတ်မချမ်းသာဘူးဆိုငါတို့မင်းနဲ့ငါနဲ့တွားစီးအောင်ကြသေးတာဆိုဆက်ရွှေတိုက်တို့အတော်မိုင်းစော်ဝါကြီးတို့မိုင်းမွန်စော်ဝါကြီးတိန်းကြီးစော်ဝါကြီးတို့ကျွန်တော်တို့ဗိုလ်ချုပ်ကတော့လူဖြစ်နေပြီပြန်မယ်ဖြစ်နေတယ်အဲ့ဒါဆိုတော့ကျွန်တော်တို့ဒါကတော့မကောင်းဘူးဗျာဆိုတော့ပင်လုံစာချုပ်ကိုဗိုလ်ချုပ်အောင်ဆန်းမျက်နှာနဲ့ဗိုလ်ချုပ်ပေါ်တိုင်းသားကောင်းဆောင်တွေယုံကြည်တဲ့မျက်နှာနဲ့လိုက်စီယုံနာပရမောင်းစီနာစမာဒူဝါကြီးကစီယုံမေးတာစင်ဝါနောင်ကြီးကစီယုံမေးတဲ့ခါကျတော့နောက်ဆုံးကဲသဘောတူလိုက်ကြတဲ့ခါကျထားပါဒါမပြောချင်ဘူးအဲ့တော့ကချင်ကောင်းဆောင်စမာဒူဝါကြီးကကျေးဇူးရှိတယ်စင်ဝါနောင်ကြီးကနော်နောက်တစ်ခါလွန်လည်ရပြီးတော့ကင်းဒီဦးသဘုံထားတယ်တကယ်ဆိုလို့အလန်ဒီဘာကပသဘုံထားတဲ့ခါမှာလေကချင်တွေရတယ်သဘုံထားမှထားလို့ရတယ်ဘာလို့ကချင်ရတယ်တနက်ငယ်တိုင်ရင်3ရင်းရှိတာဟုတ်ကချင်တနက်ငယ်တိုင်ရင်1 2 3ကင်ရတယ်တိုင်ရင်3ရင်းရှိတယ်ကန်ဒီစာချုပ်ရဗမာတနက်ငယ်တိုင်ရင်6ရင်းဗမာ6ရင်းကင်ရ3ရင်းကချင်ရ3ရင်းချင်းရ3ရင်းအဲ့လိုခွဲတန်းနဲ့လွတ်လပ်ရေးယူတဲ့မြန်မာတပ်မတော်အင်းလင်းကဖွဲ့ပေးတာအဲ့တော့ကချင်ရနဲ့နော်ဆိုင်ဆိုရင်ဘုံတော်ဆိုင်ဆိုတာဒါတကယ်ဟိုပါပဲစစ်တိုင်းအမှန်တော်တဲ့ကချင်တနက်ငယ်တိုင်ရင်မူကျန်တိုင်ရင်2ကို3ရောရှိတယ်ကင်းတနက်ငယ်တိုင်ရင်လည်းဝင်တိုက်နေပြီဘကပလည်းတိုက်နေပြီဆိုတော့ကချင်နေလည်းတိုက်ချင်တာပေါ့အဲ့ကချင်တွေကိုထိန်းထားတာကစမာဒူဝါဆင်ဝါနောင်နဲ့ကချင်တပ်မှုကြီးဗိုလ်ချုပ်နေဝင်ကထိန်းနိုင်တယ်ကျန်တဲ့တိုင်ရင်3ရောဗိုလ်ချုပ်ကြီးနေဝင်တခင်နုစမာဒူဝါဆင်ဝါနောင်ဖမ်းထိန်းရတယ်မပါဘူး
အဲ့တော့ပြည်တွင်းစစ်ကြီးမှာကချင်တနက်ကန်တိုင်ရင်မပါဘဲနဲ့ကချင်တွေမပါခဲ့တဲ့ကိစ္စကိုဆရာနဲ့ဒီနေရာကနေတမိုင်းမှာကချင်တွေကိုအမှန်တန်ကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းပြောချင်တယ်တမိုင်းမှာအလုံးပြောချင်တဲ့စကားကိုပြောခွင့်ရပါပြီအဲ့တော့ကချင်တိုင်ရင်သုံးရင်တော့ဝင်ပါရင်မလွယ်ဘူးတော့ကမလွယ်ဘူးအော်ချင်းတနက်ကန်တိုင်ရင်နေအကုန်လုံးကလည်းတစ္ဆာရှိနေပြည်တော်ဘက်ကရက်တည်ချင်းတစ်ချင်းနဲ့ချင်းသုံးအကုန်လုံးတမ်းမတော်နဲ့တွဲတယ်ကချင်တစ်နှစ်သုံးအကုန်တွဲသွားတယ်အမှန်ကန်ကောင်းတယ်ရှမ်းတနက်ကန်တိုင်ရင်တွေတွဲတယ်အတွက်ကြောင့်ဆရာကျေးဇူးရမ်းတင်တယ်ပြောချင်တယ်ဒါတစ်ပိုင်းနောက်တစ်ခါလွန်လပ်ရပြီးတော့1948ရှမ်းနေတော့58ထိ10နှစ်လုံးကိုကချင်တွေလက်နက်ကန်မလုပ်ခဲ့ဘူး1960မှာသူတို့လက်နက်ကန်ကိုစဆင်းလာတယ်အဲ့ဒါကတော့ဆရာတို့ရဲ့လွတ်လပ်ရေးခေါင်းဆောင်လည်းဖြစ်တယ်လွတ်လပ်ရေးကျေးဇူးလည်းရှိတယ်နော်တော်တော်များများတဲ့ဆွမ်းချက်တွေပန်းခဲ့တယ်ဘုကျောင်းဆန်းရဲ့လက်ယုံလည်းဖြစ်တယ်ဝင်းရုပ်တခင်တို့ဆုံးမချက်ဆရာမှားသွားတယ်လို့ဆရာယူဆတယ်သူကဘာဗုဒ္ဓဘာသာကိုရမ်းကြည့်ုံကန်ဆိုင်တဲ့လူတွေထွေးတော့ကြောင့်သူကသူ့စိတ်ရင်းနဲ့တိုင်းပြည်ရဲ့80ရာခိုင်နှုန်းသောလူဦးရေကိုကိုွယ်နေတဲ့ဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာဖြစ်စူးစမ်းကြရင်မကောင်းလားဆိုတဲ့ဟာကိုကြီးညာလိုက်တာတရားဝင်မြန်မာနိုင်ငံပါလီမန်ကနေဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာဖြစ်သိမှတ်ပြုတဲ့အထိအထင်ကြီးလောက်တာတော့မဟုတ်ဘူးလို့ဆရာယူဆတယ်သို့တော့ဗုဒ္ဓဘာသာကအများဆုံးကိုးရတာမှန်တယ်သို့တော်လည်းကျန်တဲ့30ရာခိုင်နှုန်းသောတိုင်းရင်းသား minority တွေကိုးကွယ်တဲ့ခရစ်ယာန်ဘာသာတို့ဟိန္ဒူဘာသာတို့အစ္စလာမ်ဘာသာတို့နတ်ကိုးကွယ်မှုတို့ဒါတွေကလည်းရှိသေးတာကိုလူများစုကလည်းလူနည်းစုကိုလေးစားရမယ်လူနည်းစုကလည်းလူများစုကိုးကွယ်တဲ့ဘာသာကိုယုတ်သေးရမယ်လူများစုကလည်းလူနည်းစုတွေကိုးကွယ်တဲ့ဘာသာတရားတွေကိုအပြန်နဲ့လေးစားရမယ်ဆိုတော့1960မှာမူနူကဗုဒ္ဓဘာသာနိုင်ငံတော်ဘာသာကိုဖြစ်ပြတ်ဟမ်းမယ်ဆိုတဲ့လှုပ်ရှားမှုပဲရှိပါသေးတယ်အဲ့ဒီအပေါ်မှာငိုချင်းလက်တို့လည်းဖြစ်ရင်ဖြစ်မှာပေါ့အဲ့မှာစပြီးတော့ KNA ပေါ်လာဖို့အကြောင်းဖန်တယ်1961ခုနှစ်မှာဇော်ဆိုင်ဇော်တူဇော်တန်းဇော်သုံးဇော်ညီကိုဇော်သုံးဇော်ညီကို3ယောက်ကစပြီးတော့သူတို့ကရောင်တက်ကိုကျောင်းသားတွေပညာတတ်တွေပဲသူတို့3ယောက်ခေါင်းဆောင်ပြီးတော့သူတို့ကကချင်တနက်ကန်တက်ရင်ကအစင်လာရှိတဲ့ဘုံတော်ဆိုင်ကိုတိုးပြီးထဲမှာတွားပြီးတော့ဂါရဝပြုတ်ပြီးတော့သဘာပတိထားပြီးတော့ပေါ့တော်ဆိုင်ကိုတော့တွားတွေ့ပြီးတော့နှုတ်ဆက်ကြတာပေါ့ကျွန်တော်တို့လက်နဲ့ကင်တော့မယ်ဆိုတော့တွားပြောပြီးတော့61မှာ KNA စဖွဲ့တယ်စော်3စော်ကနေညီကို3ယောက်ကစဖွဲ့တော့ KNA ကစပေါ်လာခဲ့တာပေါ့နော်ဒါပေမဲ့သူတို့မှာအဲ့တော့တိတ်လှုပ်ရှားနိုင်တဲ့လက်နဲ့အင်အားမရှိပါဘူး1966မှာစော်ဆိုင်ကနေပြီးတော့ထိုင်းမှာနေစားမှာရှိတဲ့တန်ဟော့ဆိုတဲ့ KMD ဆိုတာတရုတ်ဖြူကွန်မန်ဒန်အခြေဆိုင်တဲ့ထင်းကျိုးတဲ့နေရာတန်ဟော့ဒေသမှာ KNA ရဲ့နိုင်ငံဆက်သွယ်ရေးရုံးနေမျိုးထူထောင်လိုက်တယ်တရုတ်ဖြူဆိုတော့ကွန်မန်ဒန်ရဲ့ခွင့်ပြုချက်နဲ့သူတို့နေမြေထဲမှာသွားထူထောင်တာပေါ့အဓိကမှောင်ခိုးပို့ဖို့ကျောက်စိမ်းတို့ရွှေတို့ကချင်ထွက်ပစ္စည်းတွေကိုယူရီးယားကိုပို့ယူရီးယားလက်နက်တွေဝယ်တဲ့အားလုပ်ဖို့အတွက်ကိုလုံးတော့ဖွင့်တယ်စော်ဆိုင်စဖွင့်တာ1966မှာနော်ဖွဲ့ပြီးတော့1985မှာကျတော့သူတို့ကံကြမ္မာငင်တယ်လို့ပြောရမှာပေါ့နော်1985 KNA လှူရှားမှုရဲ့အမတန်ကံမကောင်းသောတင်ပေါ့1985ခုနှစ်မတ်လ1ရက်နေ့မှာ KNA စထူထောင်တဲ့ဒီစော်သုံးစော်တွေကစော်တန်းကိုဘကပကခြုံကိုတိုက်တယ်ချဆုံးသွားတယ်ဘကပကိုဆန့်ကျင်ပြီးတော့သူတို့ကရက်တည်နေတဲ့ခါကျတော့ဘကပနဲ့ ambush တိုက်ပွဲဖြစ်ပြီးတော့ဇော်တန်းကျသွားတယ်တယောက်ဆုံးသွားတယ်နောက်တစ်ယောက်ကထူထောင်ခဲ့တဲ့ဇော်ဆိုင်ရော KNA ဥက္ကဋ္ဌဇော်ဆိုင်ရော KNA ဒုတိယဥက္ကဋ္ဌသူ့ရဲ့ညီပေါ့ဇော်ထူရောနှစ်ယောက်ဆုံးက1985ခုနှစ်ဩဂုတ်လမှာအဲ့ဒီ KMD နယ်မြေတန်ကော့စခန်းမှာပဲ KNA ထဲကအောက်ခြေစစ်ဘူစိုင်းတူကလှုပ်ချလိုက်တယ်နောက်ဆုံးသူတို့နဲ့အတူတူဇော်ဆိုင်ရောသူ့ညီဇော်တူရောအပြင်ကို KNA အတွင်းမှုပုံရွှေစော်ဆိုင်တော့ယောက်စလုံးကိုစိုင်းတူဆိုတဲ့ KNA အောက်ခြေဘူကပြစ်တပ်လိုက်တာပေါ့လှုပ်ချလိုက်တယ်အဲ့1985ဩဂုတ်လ1ရက်နေ့မာတင်ကို KNA ဥက္ကဋ္ဌဇော်ဆိုင်ဒုဥက္ကဋ္ဌဇော်ထူးအတွင်းမှုပုံရွှေစော်ဆိုင်တော့ဆုံးသေးပါတယ်ဘကဖားထဲမှာလည်းဇော်တန်းကြောက်သွားတယ်ခါကျတော့
1985မှာဩဂုတ်လမှာကင်ကခေါင်းဆောင်မရှိဖြစ်သွားတယ်အကုန်လုံးချန်ခံနေရတယ်အဲ့တော့အလင်းမြန်ပြန်ပြီးစုပွဲတဲ့အခါမှာရန်ကုန်တက္ကသိုလ်ကျောင်းစဉ်ဘွဲရမြကြီးနားနှစ်ချင်းခရီးယန်အထက်တန်းကျောင်းရဲ့ကျောင်းဝန်ကြီးဗရန်ဆိုင်ကိုကောက်ကောက်ငင်ကနေဥက္ကဋ္ဌဖြစ်တင်လိုက်ရတယ်နောက်ဒုတိယခေါင်းဆောင်ကတော့အဲ့ချိန်တုန်းကမြကြီးနားမှာပဲအစိုးရဝန်ထမ်းပေါ့ဖြစ်နေတဲ့ဇော်မိုင်းဒုတိယခေါင်းဆောင်ဖြစ်နေဗရန်ဆိုင်ကဥက္ကဋ္ဌဖြစ်နေပြန်ပြီးစုဖွဲ့ရတယ်ကင်ရ1985မှာပြိုသူဖြစ်သွားတာပေါ့ပြန်စုဖွဲ့ပြီးတော့ပြန်လှုပ်ရှားလာတဲ့အခါမှာဗရန်ဆိုင်အကြောင်းနဲ့ပြောရရင်ဗရန်ဆိုင်ကတော့ကျွန်တော်မဆုံးသူစဉ်းစားချက်တွေကတော်တော်လေးငှားတာရှိတယ်သူဒုတိယမျိုးဆက်ပေါ့ KIA ဒုတိယမျိုးဆက်ပေါ့ဗရန်ဆိုင်ပြောခဲ့တဲ့စကားလေးတစ်ခုကဘာလဲဆိုတော့သူအင်တာဗျူးမှာနောက်အုပ်စုမီဒီယာနဲ့အင်တာဗျူးလာမှာကျွန်တော်တို့ကချင်ပြည်နယ်ကိုတဲ့ကချင်ဟာကျွန်တော်တို့အားလုံးပေါ့ကချင်တွေဟာတရုတ်ပြည်ထဲမှာရောမြန်မာပြည်မြောက်ပိုင်းမှာရောအိန္ဒိယပြည်ထဲမှာရောမဏိပူရအာသံကျွန်တော်တို့အားလုံးပေါ်မှာကျွန်တော်တို့က2 တန်းလောက်ပဲရှိပါတယ်တဲ့လူကြီးအဲ့ဒီချင်း2 တန်းပေါ့2 တန်းလောက်ကဒီ3 တန်းကပြန့်ပြီးနေတာတဲ့မြန်မာပြည်မှာလည်း3 ပုံ 1 ပုံနေတယ်အိန္ဒိယမှာ1 ပုံတရုတ်မှာ1 ပုံ3 ခုကပြန့်နှံ့ပြီးတော့ကျွန်တော်တို့ကကုန်းတွင်းပိတ်ဖြစ်နေတဲ့လူမျိုးပါတဲ့ဒီ3 တန်းမှာကျွန်တော်တို့ပြန့်နေတယ်ကျွန်တော်တို့အပေါ်မှာတရုတ်နိုင်ငံကထားတဲ့နိုင်ငံရေးရည်ချိန်နဲ့ယဉ်ကျေးမှုရည်ချိန်ဆက်ဆံတဲ့အနေအထားနဲ့မြန်မာနိုင်ငံရဲ့အနေအထားကိုကျွန်တော်တို့ကနှိုင်းယှဉ်ပြီးစဉ်းစားချက်မှာအဲ့ဒီအပေါ်မှာကျွန်တော်စဉ်းစားတဲ့အခါမှာညီများဖြစ်မယ်ဆိုရင်တော့ကျွန်တော်တို့ကချင်တော်လှန်ရေးလှုပ်ရှားမှုပေါ်လာမယ်မထင်ပါဘူးတဲ့သူပြောတဲ့စကားနော်တရုတ်ပြည်ကသူတို့ဆက်ဆံတဲ့ပုံစံမျိုးတော့ကျွန်တော်တို့ရရင်တော့ကျွန်တော်မပေါ်နိုင်ပါဘူးပြောတဲ့စကားဓာတုစကားကိုထောက်ခံတာတော့မဟုတ်ဘူးနော်သူပြောသွားတဲ့စကားနောက်တစ်ခါသူခေါင်းဆောင်လာတဲ့ခုနှစ်တည်းမှာ KNA ကနည်းနည်းဘာဖြစ်လာလဲဆိုတော့သဘောထားနည်းနည်းပြောင်းလာတယ်ဘာပြောင်းလာလဲဆိုတော့ပထမဇော်တုံးစော်တုံးက KNA ကဘဂဝါကိုခံတိုက်တယ်လက်မခံဘူးဘဂပနဲ့ KNA တိုက်တဲ့စပွဲ8 နှစ်ကြာတယ်အပြင်းနဲ့တိုက်တာထိုးစစ်ကြီးတွေကျုံတို့ပြောရမယ်ဆိုရင်1982ခုနှစ်မှာဘဂပအကြီးတဲ့ထိုးစစ် KNA ကိုထိုးတာ KNA စခန်းကိုတိုက်တာဘဂပဗမာပြည်ကွန်မြူနစ်ပါတီကတိုက်တာတရုတ်ဆိုကလည်းပေါင်းမဖိအားပေးနေတယ်ဘဂပနဲ့ပေါင်းမှာကျွန်တော်တို့ခင်ဗျားတို့ဓာတ်ရိုက်ကူညီမပေးနိုင်ဘူးကျွန်တော်တို့ရဲ့အဓိကမဟာမိတ်ကဘဂပသဘောတူလို့ရှိရင်ဘဂပစီကနေပဲတစ်ဆင့်ဖြတ်ပြီးတော့ခင်ဗျားတို့အကူအညီတွေပေးမယ်ကျန်တိုင်းသားနိုင်ငံအားလုံးပေါ်မှာသဘောထားတစ်မျိုးဗမာပြည်ကွန်မြူနစ်ပါတီကျွန်တော်တို့ပထမဦးစားပေးဗမာပြည်ကွန်မြူနစ်ပါတီကသဘောတူလို့ရှိရင်ကျွန်တော်တို့ခင်ဗျားတို့လက်နဲ့ပေးမယ်ဆိုတော့ဘဂပနဲ့ပြင်ပါသိန်းတင်ရဲ့ခမောင်ကြီးရဲ့ပေါ်လိပ်ဖြူတို့ရဲ့ဗရန်ဆိုင်ရဲ့ဇော်မိုင်းရဲ့ညှိကြတဲ့အခါမှာပူရဲစီးခြင်းရထုတ်ပြန်တဲ့ဟာကသူကဘာလဲတရုတ်ပြည်ရဲ့ဆန္ဒဘာပါလဲဆိုတော့ဆိုဗီယက်ယူနီယံနဲ့အမေရိကန်အင်အားကြီးနိုင်ငံတွေကိုဆန့်ကျင်တဲ့နေရာမှာဒီဘဂပနဲ့ KNA ကတရုတ်ပြည်ဘက်ကရပ်တည်ပေးပါမယ်ဆိုတဲ့အချက်ကိုကျန်ချက်ထဲမှာထည့်သွင်းထားတယ်ဒါလေးတွေကကျွန်တော်သင်ခန်းစာဆိုကျွန်တော်ပြောတာမှန်တယ်မှားတယ်မဟုတ်ဒီနေ့ထိဒါတွေကခစ်နောက်မကြသေးဘူးနော်တရုတ်ပြည်ရဲ့သဘောထားဒါလိုရှိရဆိုတာနည်းနည်းလေးကျွန်ညက်ပြောရတာအင်အားကြီးနိုင်ငံတွေကိုဆန့်ကျင်တဲ့နေရာမှာဒီဘဂပနဲ့ KNA ကတရုတ်ပြည်ဘက်ကရပ်တည်ပေးပါမယ်ဆိုတဲ့အချက်ကိုကျန်ချက်ထဲမှာထည့်သွင်းထားတယ်ဒါလေးတွေကကျွန်တော်သင်ခန်းစာဆိုကျွန်တော်ပြောတာမှန်တယ်မှားတယ်မဟုတ်ဒီနေ့ထိဒါတွေကခစ်နောက်မကြသေးဘူးနော်တရုတ်ပြည်ရဲ့သဘောထားဒါလိုရှိရဆိုတာနည်းနည်းလေးကျွန်ညက်ပြောရတာအဲ့တော့ဘဂဝါနဲ့ KNA နဲ့မဟာမိတ်လုပ်ပြီးတော့တိုက်တယ်ပေါ့ပြန်ပြီးတော့အဲ့လိုဖြစ်လာလိုက်တာကနေပြီးတော့1994မှာကျတော့ဗိုလ်ချုပ်မူကြီးတန်းရွှေခေါင်းဆောင်တဲ့နဝတပေါ့အစိုးရနောက်တော့တွင်မှုတစ်ကဗိုလ်ချုပ်ကြီးခင်ညွန့်လက်ထက်မှာကျတော့ညင်ကြီးကိုဗရန်ဆိုင်ကညင်ကြီးစာချုပ်ကိုဟောပေါ့ Gentleman Agreement ပေါ့ညင်ကြီးစာချုပ်ချုပ်ဆိုတာအောင်မြင်သွားတဲ့အခါမှာ KNA နဲ့မြန်မာတပ်မတော်အချားမှာညင်ကြီးရသွားတယ်1994နော်ဧပြီကစပြီးတော့အဲ့ရလိုက်တဲ့ညင်ကြီးက18နှစ်ကြာတယ်သမီးဟာဟောဆရာရဲ့18နှစ်ကြာတယ်တနတ်တန်ပြောက်သွားတယ်KNA နဲ့မြန်မာတပ်မတော်အချားမှာတိုက်ခိုက်မှုလုံးဝမရှိတော့ဘူး18နှစ်ကြာတယ်19နှစ်ဆိုတော့ဆယ်စုနှစ်နှစ်စုလို့ဆိုကြပါစို့ဘာပြော1994မှာဗိုလ်ချုပ်မူကြီးတန်းရွှေတို့ဗိုလ်ချုပ်ကြီးခင်ညွန့်တို့
တိဆောက်ခဲ့တဲ့ KIA နဲ့ငញ្ញင်းကြီးဟာနှစ်ပေါင်း20နီးပါးလောက်ဒီတဲ့ခံမြဲခဲ့တဲ့ဆိုတဲ့အတွက်ကြောင့်တော့ကျွန်တော်ဗိုလ်ချုပ်မီးတန်းရွှေနဲ့ဗိုလ်ချုပ်ခင်ညွန်းတို့ရဲ့အဲ့တုန်းကဗိုလ်ချုပ်ကြီးခင်ညွန်းတို့ရဲ့စွမ်းဆောင်ချက်ကိုဗရန်ဆိုင်တို့ပေါ့ဇော်မိုင်တို့ KIA ဘက်ကလည်းအဲ့နှစ်ဖွဲ့စလုံးကိုကျွန်တော် credit ပေးတယ်ကျွန်တော်ချီးကျူးတယ်နှစ်20ရောက်ကြာတာထိန်းနိုင်ခဲ့တယ်အဲ့နှစ်20အတွင်းမှာတော့ KIA ကတော့သူ့အင်အားအရာတိဆောက်သွားတာပေါ့တနည်းအားဖြင့်ငញ្ញရေးကိုအကြောင်းပြုပြီးတော့စစ်သားစစ်စုဆောင်းတာတွေတပ်မဟာတွေဖွဲ့တာတွေစစ်တနန်းပြတာတွေလက်နဲ့အဆက်ယုံဆောက်တာတွေဘာတွေရအောင်တိဆောက်သွားတယ်တော့အခွင့်ရေးအသုံးချသွားတာပေါ့နော်ဒါလည်းအပြစ်ပြောလို့ခက်တယ်ပေါ့နော်ဒါကတော့လုံးပါပဲအဲ့ဒါပေမဲ့မားရမှန်ချင်းဆိုတော့အဲ့တော့ဗိုလ်ချုပ်မူကြီးတန်းရွှေတို့ဗိုလ်ချုပ်ခင်ညောင်းတို့ရတယ်သူတို့ဖြစ်နိုင်တဲ့ဟာကိုလုံးနိုင်တဲ့ဟာကိုလှုပ်သွားတယ်လို့ပဲမြင်တယ်သူတို့ခါမှာလုံးနိုင်တယ်လို့လှုပ်သွားတာပေါ့ဒါပေမဲ့ KIA အဲ့ဒါကိုခေါင်းကျော်သူစစ်အင်အားတိဆောက်တဲ့အခါမှာသူ1988တုန်းကကျောင်းသားတွေပြေးသွားတော့ KIA ဌာနချုပ်ပါချောင်ပြေးရတာပြေးတော့ပြေးလာတဲ့ကျောင်းသားတွေကိုမန္တလေးဘက်စကိုင်းဘက်ကပြေးတဲ့ကျောင်းသားတွေကို KIA ကလက်နဲ့တော့မပေးနိုင်ဘူးသူတို့ပေးတာတော့ထိုးပဲပေးနိုင်တယ်သူတို့ KIA စစ်သားအစ်စ်တော်မှမောင်းပြန်တနက်ကိုမောင်းပြန် rifle ကိုအကိုကြီးမကင်နိုင်သေးဘူးတနက်မထုတ်နိုင်သေးဘူးဘကဘပေးတဲ့တနက်ပဲပြစ်နေရတာဆိုတော့သူတို့တနက်ဆက်ကိုမရှိသေးဘူးဆိုတော့တော့လာကျောင်းသားတွေကိုကျတော့သူက rifle ပဲပေးနိုင်တယ်တော့ထိုးတွေပဲအခု2021ခုနှစ်မှာဖြစ်သွားတဲ့အချိန်တွေကြတော့သူကဘာလဲဆိုတော့ပြတ်သွားတာတွေတည်းပြောမယ်ငယ်ဆွေတွေပဲသဘောတူချက်က2021ခုနှစ်မှာပျက်စီးသွားတာပေါ့2012ခုနှစ်လောက်ရောက်တဲ့အခါမှာ KIA ဌာနချုပ်ဖြစ်နေတဲ့အခုKIA ဌာနချုပ်လိုက်စားကိုမြန်မာတပ်မတော်ကပတ်လေဝိုင်းထားတဲ့အဆင့်ရောက်သွားခဲ့ဘူးတယ်နော်အဲ့ဒီကိုတော့ဝိုင်းခဲ့ရတဲ့လိုက်စားရဲ့အပေါက်ရောက်သွားခဲ့တဲ့ဘူကြီးတွေဘူချုပ်တွေကျွန်တော်နဲ့ကိုချင်းတွေ့လူချင်းတွေ့ပြန်ပြပြတဲ့အဆင့်မှာကျွန်တော်ကိုယ်တိုင်မြင်အောင်တယ်သို့တော့လိုက်စားဝင်သိမ်းရမယ်ဆိုတဲ့အချိန်မှာသမ္မတဦးသိန်းစိန်ရဲ့အမိန့်နဲ့ဘယ်လိုမသိမ်းနဲ့ပြန်ဆွလာကြဆိုတာတော့မြန်မာတပ်မတော်ကKIA ဌာနချုပ်ကိုသိမ်းနိုင်အောင်မသိမ်းပိုက်နိုင်ပါလင်းနဲ့သဘောထားကြီးသွားတယ်မှာသိမ်းပိုက်ခဲ့ဘူးပြန်ဆုတ်ပြီးတယ်သူတို့ရဲ့ဌာနချုပ်ဆိုတော့ရှိတဲ့နေဒါတော့ခြံထားရမယ်ပေါ့တော့ဒါတော့မှားလားဆိုတော့တမန်ရဲ့ဆုံးဖြတ်သွားပါလိမ့်မယ်ကျွန်တော်မှဒါတော့ဝင်ပြောခွင့်မရှိဘူးအဲ့ဒီခါကျတော့အဲ့တော့မှ तू ကပို့ပြီးတော့1912ခုနှစ်နဲ့17နဲ့17ကြားမှာဖြစ်ခဲ့တဲ့စီရေးရှုံးနေမှုတွေကိုတင်ကန်းစာယူပြီးတော့ तू ကတပ်မတော်ဖြစ်နိုင်တဲ့မြန်မာတပ်မတော်ကိုအားနေအောင်သူတို့စီရောက်မလာအောင်ရောက်လာလို့ရှိရင်လေငကိုတော့ကတိုင်ရင်တက်ခွဲတိုက်လို့ရမယ်တောင်ဝန်တကုန်းဒီနေ့တိုင်ရင်နှင်းနဲ့တိုက်လို့မလွယ်တော့အောင်လုပ်ထားလိုက်ပြီဟိုတော့ကတထိုးချက်လန်အနေနဲ့နော်ဝါးတွေနဲ့တန်ဆူးတွေနဲ့ဂုံးတွေကအခုကအင်္ဂလိပ်တွေနဲ့ဘန်ကာဂုံးတွေအမြောက်ကြီးကြီးတန်ကြားလို့မှမကွဲတော့တဲ့ဂုံးတွေဖြစ်ကုန်ပြီလို့ပြောတယ်ကျွန်တော်အဲ့တော့အဲ့2017နဲ့2017ကြားမှာ KIA ရဲ့စီရေးရှုံးနေခဲ့အတွေ့အကြုံတွေပေါ်မှာ तू ကနမူနာယူနာကြည့်ချက်တွေနဲ့နော်နာကြည့်ချက်တွေနဲ့ तू ကတမ်းမတော်ကို तू ကစားအောင်ချောင်းနေတယ်အကောင်ဆောက်နေတာပေါ့ရေခမ်းမကြုံရင်ထင်းငွေကြုံမှာပဲဆိုပြီးစောက်တဲ့အခါကျတော့2021ခုနှစ်ဖြစ်စဉ်ပေါ်လာတယ်နာဆာကဘုံမူကြီးမြောင်းအောင်ဥစ္စာနာဆာကဖွဲ့စည်းပုံအခြေခံဥပဒေအာဏာကိုထိန်းတဲ့အခါမှာစကိုင်းတိုင်းကပုံကံမှုဖြစ်နိုင်တဲ့အနည်းဆုံးနေရာပဲတကယ်တော့စီရသူဒီမြန်မာနိုင်ငံကိုရန်ကုန်နေတဲ့မြန်မာနိုင်ငံကိုတိုးမီရှုံမီလုပ်နေတဲ့မြန်မာနိုင်ငံကိုမီးလောင်တဲ့တွဲမဲ့နိုင်ငံတနိုင်ငံနဲ့နာမည်ချင်းမဆက်ဆက်ဘူးဥပမာဘင်္ဂလားဒေ့ရှ်နယ်စပ်မှာခြေဆိုင်တဲ့ AA ဆိုရင်တမျိုးဖြစ်ပဲဘင်္ဂလားဒေ့ရှ်ကမြန်မာနိုင်ငံကိုဖြိုခွဲမဲ့လက်နက်ကိုင်အဖွဲ့ဆိုနီလန်မောင်းအားပေးမှာပဲနော်သိကြတယ်စကိုင်းတိုင်းဆက်ဆက်နေအိန္ဒိယနိုင်ငံဆိုတာကဆရာတို့နဲ့အလွန်ပြင်းထန်မှတင်တယ်နော်အိန္ဒိယတစ်ချိန်လုံးကူညီနေတာမြန်မာနိုင်ငံပထမရုံးကိုတင်ဖို့ဆိုတာလေအိန္ဒိယတပ်မတော်ကဆရာတို့ရောင်းပေးတာပဲနော်ဘာပြောဆရာတို့တပ်မတော်ကိုလည်းအများကြီးနေပညာပိုင်းဆိုင်ရာတင်တန်းတွေကူညီပေးတယ်မိတ်ဆွေကောင်းနိုင်ငံတနိုင်ငံပေါ့နော်ဖြစ်ပါလေစကိုင်းတိုင်းဒေသကြီးကအိန္ဒိယနဲ့ကန့်နေတဲ့အတွက်ကြောင့်စကိုင်းတိုင်းမှာစူပူအုံနောက်မှုတွေတော်တော်ဖြစ်လာဖို့ဆိုတာပတ်ဝန်းကျင်နိုင်ငံတွေအနေထားတယ်မဖြစ်နိုင်ဘူးနောက်တစ်ခါသမီးတစ်ခါတော့ပထမမေးခွန်းကမေးခဲ့တဲ့တိုင်းရင်းသားနဲ့ကန်ထရောတဲ့နေမျိုးမဟုတ်ဘူးစကိုင်းတိုင်းကသို့တော့အားလုံးတစ်ချက်သတိလက်သွားတာက
KIA က2017စနစ်မှာစစ်ရေးရှုံးနေမှုတွေပါသင်ခန်းစာယူထားပြီးတော့တမတော်စစ်ကြောင်းတွေကသူတို့ဌာနချုပ်လိုင်ဇာနာကိုရောက်လာတယ်ဆိုတဲ့အထိသူတို့ရဲ့6အိမ်မက်ကြီးဟာအများနဲ့6လန့်နေတာကြိုကံမှုအတွက်ကိုစကိုင်းတိုင်းလည်းဖြစ်လာဟောစကိုင်းတိုင်းကဗမာတွေကိုလက်နက်တွေအရောက်ပို့ပေးတယ်အကျွေးနဲ့ပို့ပေးတယ်လက်ကားပို့ပေးတယ်ဝယ်ရှော့စင်းနဲ့ပို့ပေးတယ်ဝယ်နဲ့ရှော့စင်းအကျွေးနဲ့ဝယ်လည်းရတယ်ရှော့စင်းနဲ့လည်းရတယ်အဆိုင်နဲ့လည်းရတယ်လို့ရင်လက်ကားလည်းပေးတယ်သူကဒီ A12 ဆိုတဲ့တိုက် 81 ပေါ့ A12 ဆိုတဲ့လက်နက်က KIA ကဘုံမတော်ထွက်နေပြီဒီနေ့ကိုဂျာနဲ့ထောင်နဲ့ချီထုတ်နိုင်နေပြီစောက်ရုံဘုံတွေရှိတယ်တောင်ရရဲ့ထဲမှာအဲ့ဒါတွေကိုဘာလို့မဖြူဖြက်တဲ့ပိုင်းရဆိုတဲ့အပိုင်းတော့ဆရာတော်တိတ်တော့နားမလဲဘူးထားလိုက်တော့အဲ့တော့ဆိုတော့ကလက်နက်တွေကပုံအော်ပြီးတော့စကိုင်းတိုင်းနဲ့ပင်လယ်ဘူးတို့ရေဦးတို့အင်းတော်တို့မတရားတို့နော်နောက်တစ်ခါဒီနောက်ဘက်ကတပည့်ရန်တို့ရောက်လာတာ KIA လက်နက်တွေကရောက်လာတော့ကြီးစံနေတဲ့ဆက်ပြက်ရောက်လာတော့ငကိုတွေကဆရာတို့ဗမာတွေညာကားတွေဆိုတာငှက်ကြီးတော့ဒါလောက်ကန်လို့ရှိရင်ထမ်းရည်တွေတမောလောက်မောတယ်လို့ရှိရင်ထမ်းရည်တမောနဲ့ငှက်ကြီးတော့ဒါလောက်ရှိရင်တော့မှဘိုလ်လို့ချင်နေတာစိန်ခေါ်နေတာနော်ဘိုးကရုံတို့ဘုံတကားကိုလုံနေတာနေထိုင်နေတယ်ဗမာတွေကြောင့်ဆရာကဗမာပဲတည်တယ်ထိုင်ရတမူးနဲ့ဆိုရင်ဒါတလည်းနဲ့ရမ်းနေတာ KIA လက်နဲ့ရောက်လာတဲ့ခါကျတော့ရက်ွက်ထဲကဟိုချက်ကြီးကလည်းဘုံတကားဖြစ်ရွာပြင်ဒုက္ခနာရတဲ့ဝက်ကြီးကလည်းဘူတမဏိဖြစ်ကုန်ပြီးတော့တခါတည်းဖိုးရင်တို့နဲ့လေယူနဲ့တွေ့တယ်လို့ပဲနော်ဖိုးရင်နဲ့လေလူတွေ့လိုက်တယ်လို့ပဲဒီဘက်ကငှက်ကြီးတော့ဒါလောက်ဆိုရင်တော့မှဘိုးခံမဲ့ကျွန်တော်တို့ဗမာစကိုင်းသားတွေက KIA လက်နဲ့တွေဝင်လာအောင်အဲ့ဒီမှာတွေကိုတခါတည်းကိုဂျုံခိုးပေါက်ကုန်နေပြန်လန်ပြီးတော့တခါတည်းကိုဖြစ်ကုန်တယ်ဘာကြောင့် KIA ရပေးတယ်တမိမေကုန်းဘာကြောင့်ကချင်လည်းမဟုတ်ဘူးရဝမ်လည်းမဟုတ်ဘူးကချင်မျိုးနွယ်လည်းမဟုတ်ဘူးဗမာအစ်စ်တွေညာသားအစ်စ်တွေကိုဘာလို့ KIA ရလက်နဲ့ပေးလဲဆိုတာဟာကသူတို့ကဘာဖာဆောင်စောက်တာမြန်မာတပ်မတော်စကိုင်းတိုင်းထဲမှာရှုပ်ထွေးသွားအောင်လုပ်ထားမယ်ဒီ PDF တွေနဲ့ကြားမှာစကိုင်းတိုင်း PDF တွေကြားမှာမြန်မာတပ်မတော်ရှုပ်ရှက်ခတ်လှုပ်ရှုပ်နေပြီးတော့လက်မလဲအောင်ထိန်းထားခြင်းအဖြစ်သူတို့စီကိုမြန်မာတပ်မတော်စစ်ကြောင်းတွေရောက်လာဖို့ခက်မယ်ရောက်လာရင်တော့မှစစ်အင်အားဟာစကိုင်းတိုင်းထဲမှာမြန်မာတပ်မတော်ကမျှပြီးတော့ဝင်ထိုးနေရတဲ့အတွက်ကြောင့်သူတို့စီကိုအလုံးရင်းနဲ့တက်လာဖို့စစ်အားကုန်တက်လာဖို့တော်တော်ဖြစ်နိုင်ရင်နေသွားပြီနော်နောက်တစ်ချက်က KIA ဟာစကိုင်းတိုင်းမြောက်ပိုင်းကိုစိုးမိုးခြင်းတယ်စကိုင်းတိုင်းမြောက်ပိုင်းဖူကုန်းတောင်ညမြောက်ဖက်ဟိမောင်းတောင်နဲ့ချင်းတောင်နာဂတောင်နဲ့အနေနဲ့ဟိမောင်းတောင်နဲ့ပူတော်ဆွတဲ့နေရာမှာရှေ့ဂျိုင်ဝမ်လွင်မြင်ကြီးကိုသူကဒီစိတ်ဝင်စားနေတယ်သူ့ရဲ့နယ်မြေကိုတိုးချက်ခြင်းနေတယ်အဲ့စကိုင်းတိုင်းသားတွေနဲ့မြန်မာတပ်မတော်နဲ့စကိုင်းထဲမှာလုံးချတဲ့ပတ်လည်ပြီးတော့ရှုပ်ထွေးနေတဲ့ကာလကိုအခွင့်ကောင်းယူပြီးတော့သူကသူ့ရဲ့ဌာနချုပ်အစ်စ်ကိုလဲတို့မဟုတ်သူတို့ရဲ့နယ်မြေအစ်စ်ကိုထောင်းနေတယ်စစ်ဒေသပေါ့တမဟာပေါ့တော့အိန္ဒိယကဖောက်ထွက်ခြင်းတယ်တရုတ်ပြည်တစ်ခုတည်းကိုသူတို့မီဂျိုနေရတဲ့ဘွားကိုသူတို့နဲ့ခွာကြမောင်ရတယ်ဒါဆိုတော့သူကစားတယ်KIAကတရုတ်ပြည်နဲ့တရုတ်ပြည်အနေကြားလဲကစားတယ်တရုတ်နီဆိုတရုတ်ကွန်မြူနစ်ပါတီနဲ့လည်းလက်နဲ့ယူနေချိန်မှာမတိုင်ခင်မှာလဲဇော်မိုင်တို့ကဇော်သုံးစော်တို့ကလည်း KM တရုတ်ပြည်နဲ့ပေါင်းတယ်တန်ကောမှာသူတို့တရုတ်ပြည် area တန်ကောမှာသူတို့စကန်ထောင်တယ်အဲ့ချိန်မှာတရုတ်ကွန်မြူနစ်ပါတီနဲ့လည်းဆက်ဆံတယ်သူကနှုတ်တူးဝေးသွားတယ်အမြဲတမ်းအခုလည်းနောက်အုပ်စုနဲ့တရုတ်ကြားမှာကစားတယ်ဆိုတော့ခါစကိုင်းတိုင်းဒေသကြီးကိုလက်နဲ့တိပေးပြီးတော့ရှုပ်ထွေးသွားပြီးတဘုံဖွဲ့ကြီးဖန်တီးပေးလိုက်ရင်သူတို့စီကိုလာဖို့နည်းအောင်လုပ်တယ်တကယ်လည်းဘာတွေလုပ်ခဲ့လဲဆိုတော့တမိဟာတစ်ချက်က TNA လို့ဆိုရဲတအောင်ပလောင်လက်နက်ကိုင်တိုင်းသားလက်နက်ကိုင်အဖွဲ့ကိုမွေးဖွားပေးလိုက်တာလေဒိုင်ဇာပဲ KIA ပဲတခါ AA ဆိုရဲရခိုင်တိုင်းသားလက်နက်ကိုင်အဖွဲ့ကိုလည်းထူထောင်ပေးလိုက်တာလေတနန်းဆင်းပေးလိုက်တာလေKIA ပဲနော်နောက်တော့ကချင်းတက်ကိုလည်း CNF တို့ဘာလို့အပောင်ဝင်ပေါ့ချင်းတက်တွေကိုလည်းထောင်ပေးလိုက်တာလေ KIA ပဲနော်အဲ့မတိုင်ခင်မှာ PAS ဆိုပေါ့ TNL မတိုင်ခင်မှာ PAS ဆိုတာပလောင်သွေးစည်းညီတက်အခုလက်ရှိTNL မတိုင်ခင်ခေါင်းဆောင်နေ PAS ကိုဝေဖွားပေးတာလေ KIA ပဲဝေဖွားပေးလိုက်စာပဲအော်လိုက်စာဘာဖြစ်နေလဲဆိုတော့တိုင်းသားနဲ့ကင်မွေးထုတ်ကြီးဝင်းမြူကြီးတနန်းကြောင်းကြီးဖြစ်နေတယ်နော်ကြိုက်တဲ့လူမျိုးလာခဲ့မင်းတို့ရောနိုင်ငံထောင်ကျင်လာခဲ့ဒဝဲနိုင်ငံထောင်ကျင်လားဒဝဲတက်မလို့ထောင်ပေးမယ်ရောနိုင်ငံတက်မလို့ရောတက်မလို့ထောင်ပေးမယ်ကြိုက်တဲ့မင်းတို့လူမျိုးတော့ပြနိုင်ရမယ်အနည်းဆုံးအင်အား9000 1000တော့ရှိရမယ်မင်းတို့လူမျိုးအဲ့ဒါဆိုရင် तू ကတင်းနှန်းကိုတရားဝင်ပေးနေတယ် KIA အဲ့လိုလုပ်နေတာကိုတိတိကြီးနဲ့ဘာလို့ဒီတိုင်းထားလဲဆိုတာတော့ဆရာတော့မသိဘူး
ဒါဆရာမမေးဘူးအဲ့လောက်ထိတော့ဒါတစ်ပိုင်းအဲ့တော့ KIA ကစကိုင်းတိုင်းတွေကိုရှုပ်ထွေးအောင်လုပ်ပြီးတော့လုပ်နေတဲ့အကွက်နဲ့စကိုင်းတိုင်းမီးလောက်နေတာဟာဒုတိယတရားခံကပထမတရားခံဆရာပြောခဲ့သလိုဒေါ်ဆန်းစုကြည်တို့ NLD နဲ့ NUG ဆရာပေးရှင်အနောက်အုပ်စုထောင်တိုင်းကြီးတွေ CIA ငွေတွေဒုတိယမြောက်ကာကန်ချင်းပတ်သက်နေတာ KIA ပဲ KIA ရဲ့အကွက်ကလောလောဆယ်တော့သူတို့အကွက်ကလှုပ်ဖြစ်နေတယ်စကိုင်းထဲမှာရှိတဲ့အကုန်လုံးကသူ့ကိုဆရာတင်ထားပြီသူတို့စစ်ပညာသင်ပေးတယ်သူတို့လက်နဲ့ပေးတယ်သူတို့ကြီးစံထောက်ပံ့တယ်လောလောဆယ်မှာသူတို့ကျေးဇူးတင်တယ်စကိုင်း PDF တွေကကြည့်လို့ရှိရင် KIA ရဆရာလောလောဆယ်မှာဆရာသခင်ကျေးဇူးရှင်ရေရှည်မှာသူတို့ဒီဘာဖြစ်မလဲဆိုတော့စကိုင်း PDF တွေမသိဘူးစကိုင်း PDF တွေကမျက်တောင်မွေးတစ်ဆုံးပဲမြင်တယ်လက်ရှိအဆုံးမမြင်ဘူး KIA ကလည်းသူတို့ပြောရင်သူတို့လုပ်ပေးလိုက်တာ AA ပေါ်လုပ်ပေးလိုက် TNA ပေါ်လုပ်ပေးလိုက်တာဆိုတာမှန်တယ်ဒါပေမဲ့သူတို့မတူတာက TNA တွေ PSO CNF AA လို့မဟုတ်ဘဲနဲ့ဒီအညာသားဗမာတွေဟာအဲ့ AA တို့ TNA တို့ PSO တို့ ਨੇ မတူဘူးဆိုတဲ့ချက်ကိုသူတို့ကောင်းကောင်းကြီးသိမယ်ကဲဒီအညာသားဗမာတွေလက်နဲ့ပေးလိုက်တာလောလောဆယ်မှာတော့လုပ်ဖြစ်တယ်မှန်တယ်သို့တော့ဒီဗမာတွေလက်ထက်မှာတနက်တရောဝါတဲ့ပြဿနာနဲ့ဒီလူတွေမိုင်းခွဲတိုက်ခိုက်တဲ့တပ်ဖြတ်တတ်တဲ့ပြဿနာရဲ့နောက်ဆိုတဲ့ side effect က KIA ပြန်ခံရနိုင်မယ်တရားမှုထဲမှာတန်ပြန်တရားမှုဆိုတာရှိတယ်ဆိုတော့လောလောဆယ်မှာကျွန်တော်မပြောနဲ့အမေရိကန်တာလီဘန်တွေဘာဖြစ်သွားလဲအာဖဂန်စစ်ပွဲမှာအမေရိကန်ပါတယ်ဘာလို့ပြန်ဖြစ်သွားလဲဘလို့ခံလိုက်ရလဲအိုစမာဘင်လာဒင်ကိုသူပဲမွေးတာအမေရိကန်နောက်ဆုံးအမေရိကန်ရဲ့အသံနှလုံး World Trade Center ကြီးကိုအိုစမာဘင်လာဒင်ဖြိုသွားတာနော်အာဖဂန်စစ်ပွဲကိုအမေရိကန်ဝင်တယ်အမေရိကန်ဘလို့ခံသွားလိုက်ရလဲနော်ကိုရီးယားစစ်ပွဲမှာအမေရိကန်ဘလို့ခံရတယ်ဗီယက်နမ်ကိုသူတို့ဝင်တယ်ဘလို့ခံတယ်အမေရိကန်တို့လူတော်မှအနှစ်30 50လောက်မြင်တဲ့လူတော်မှအမေရိကန်တို့အဆင့်တော်ဘလို့ခံသွားရဲဆိုရင် KIA ရွှေ့တဲ့အခွက်ကလောလောဆယ်မှာစကိုင်းတိုင်း PDF နဲ့စကိုင်းတိုင်းမီဟိုးတောက်တာတော့မှန်တယ်ဆိုရေရှည်မှာအဲ့ဒီစကိုင်းသားတွေကပဲအပြတ်ဟောလိုက်မယ်နော်သူတို့လည်းတက်ဆင်ပြီးတဲ့အဲ့ဒီစကိုင်းသားတွေကပဲသူတို့လည်းနဲ့သူတို့ KIA ဘက်ကိုမြောက်လှည့်သွားလိုက်မယ်ဆိုတာရှာအပြတ်ဟောရဲတယ်ဒီကိစ္စကတော့ဆရာစကိုင်းဒေသကြီးမှာ KIA ပေါင်ပတ်သက်နေတဲ့ကိစ္စပေါ့မကျေနပ်လို့ပြောတဲ့စကားဖြစ်တယ်။ဘိုင်းကတော့တိုင်းသားစစ်လို့ညီညွတ်ရေးနဲ့ညီညွတ်ရေးအမြင်ကတော့ဆရာပြောဖို့လိုအပ်တယ်ပြောမယ်ဒီကိုချုပ်ချင်တာ။စကိုင်းတိုင်းကို KIA ခေါင်းဆောင်အနေနဲ့ KIA ကစကိုင်းတိုင်းကြီးရှုပ်ပြီးတော့ဗမာမာညတက်အောင်ဗမာတွေနဲ့ဗမာအများစုပါနဲ့မြန်မာတပ်မတော်ကြီးနဲ့ဂျားမှာတက်အောင်တွေးချောင်းစီအောင်ဗမာမာညမှာတွေးခွဲတဲ့လုပ်ရကို KIA ကလှုပ်လိုက်တာကိုရှုပ်ချတယ်ဒါတစ်ပိုင်းတိုးတော့သူတို့ဒီတိုင်းသားတွေဖြစ်တယ်တမိုင်းဆက်ဆက်ပင်လုံစာချုပ်ကအစအင်္ဂလိပ်ကိုနှစ်ချက်ကိုတော်လှန်ခဲ့တာမှာဝန်တို့စော်ပါးဦးအောင်မြတ်မျက်နှာနော်ပင်လုံစာချုပ်မှာစမားတိုးဝါဆံဝါအောင်မျက်နှာနဲ့လွလဲရိုက်တပုံထားတဲ့အခါမှာ KIA ဒီမပါခဲ့ဘူးဆိုတဲ့အချက်တွေကိုထောက်ထားပြီးတော့ရေရှည်ပါတဲ့ဒီကချင်မမာဆိုတာကမင်းတို့ဒီနိုင်ငံထွက်သွားလို့မရဘူးငါတို့ထွက်သွားမယ်လို့မရဘူးညဉ့်ညံ့ကအတူရှင်းနေထိုင်ရေးဆိုတာကချင်မမာကြားမှာရှိရမယ်ဖြစ်တဲ့အတွက်ကြောင့်မှားတာတော့မှားမယ်ဒါပေမဲ့ဒီနေ့ကစပြီးတော့ဆရာမြတ်တိုင်ရိုက်ခံရတာညဉ့်ညံ့ရေးဆွေးနွေးပွဲကိုKIA ခေါင်းဆောင်လာခဲ့ပါဘာပဲလုပ်ခဲ့လာခဲ့ပါနော်ညဉ့်ညံ့ရေးဆိုတာနိုင်ငံရေးဆိုတာတစ်ဖက်ကစစ်တပ်နေမယ်တစ်ဖက်ကဆွေးနွေးနေရတယ်စစ်တပ်နေလို့မဆွေးနွေးဘူးဆိုတာမှားတယ်တိုက်တာပဲတိုက်တာအောက်ချက်တိုက်နေတာတပိုင်းခေါင်းဆောင်ရင်ပုံမှာဆွေးနွေးတာတပိုင်းလုံးရမယ်ညဉ့်ညံ့ရေးဆွေးနွေးဖို့ KIA လာဖို့လိုတယ်ဆရာယူဆတယ်စကိုင်းတိုင်းမှာ KIA ပတ်သက်လို့ဒေါ်လာထွက်တဲ့စစ်ဆိုးတယ်ဆိုတာတပိုင်းဆရာသို့တော့ကချင်တိုင်းရင်းသားတွေနဲ့တိုင်းရင်းသားတွေရဲ့လက်နက်ကင်တပ်ဖွဲ့ဖြစ်တဲ့တိုင်းရင်းသားလက်နက်ကင်ဖြစ်တဲ့ KIA ညဉ့်ညံ့ရေးကိုမလာလို့ရှက်မပြည့်စုံဘူးတမတော်ဘက်ကလည်းလိုအပ်တယ်လို့ KIA ဘက်ကလည်းတမတော်နဲ့ဆွေးနွေးဖို့ကဘာအခြားနည်းလည်းမရှိဘူး KIA နယ်မြေနဲ့ကချင်ပြည်နယ်လွတ်လပ်ရေးဆိုတာတရုတ်ပြည်မှာတောင်းလည်းမရအောင်အိန္ဒိယမှာတောင်းလည်းမရအောင်နော်ကချင်ပြည်နယ်ဒီပြောင်းမြန်မာနိုင်ငံထဲမှာပါတဲ့အတွက်ကြောင့်ကချင်ပြည်နယ်ရဲ့အုပ်ချုပ်မှုအဆင့်နဲ့မြင့်မားဖို့လွတ်လပ်စွာအုပ်ချုပ်ခွင့်လွတ်လပ်စီမံခွင့်တရားစွဲခွင့်ကိုယ်ပိုင်ပတ်ထမ်းခွင့်တွေအကုန်လုံးကတရုတ်ပြည်မှာတောင်းလို့မရအောင်အိန္ဒိယမှာတောင်းလို့မရအောင်ပြောင်းမြန်မာနိုင်ငံတော့အစိုးရကြီးမှာပဲဆွေးနွေးညှိနှိုင်းတောင်းဆိုမှရမယ်ဖြစ်တဲ့အတွက်ကြောင့်အဖြေကပီကင်းမှာလည်းမရှိဘူးနယူးဒေလီမှာလည်းမရှိဘူး KIA နဲ့ကချင်တိုင်းသားနိုင်ငံတွေအားလုံးရဲ့အဖြေဟာတရုတ်ပြည်မှာမရှိဘူးအိန္ဒိယမှာမရှိဘူးပြောင်းမြန်မာနိုင်ငံတော့နေပြည်တော်မှာပဲရှိတယ်ဗမာတွေနဲ့ကချင်တွေကြားမှာညဉ့်ညံ့စွာဒူရှင်တဲ့တိုင်းဆိုရဲနီလန်းလွယ်လို့မရှိတဲ့အတွက်ကြောင့်ဘာပဲဖြစ်ဖြစ်ကဲညဉ့်ညံ့ရေးဆွေးနွေးဖို့လာပါဆက်လက်ပြီးတော့စကိုင်းတိုင်းဒေသကြီးမှာထောက်ပံ့နေတဲ့လက်နက်တွေကို
ရက်ဆိုင်ပေးပါလို့တောင်းဆိုရင်းနဲ့ပဲသမီးရဲ့မိကွန်း